မင်းဒီနေ့အာလူးကိုအပြင်ပိုင်းလေးကျွတ်ရပြီးတော့အထဲမှာအီလေးဖြစ်အောင်ကြော်ပြမှာပဲဖြစ်ပါတယ်ရှင်အပြင်းပြတည်စာအနေနဲ့ပဲဆက်စားဟင်းပွဲအနေနဲ့ပဲဆက်စားတော်တော်လေးကိုအဆင်ပြေပါတယ်ရှင်10 cm အာလူးရဲ့ပေးနှစ်ဖက်ကိုညီအောင်ပိုင်းပေးရပါမယ်ရှင်အလဲတက်ကနေပြီးတော့နီတူနီများနှစ်ချမ်းပိုင်းပေးရပါမယ်ပိုင်းမီတာအာလူးကိုတူနှချောင်းကြားထဲမှာထည့်ပြီးတော့အဖြောင့်အစင်းလေးတွေဆင်ပေးရပါမယ်ရှင်အာလူးရဲ့နောက်မျက်နှာပြင်တစ်ဖက်ကိုကြတော့တစောင်းလေးနှုတ်ဆင်ပေးရပါမယ်ရှင်တူခန်းထားရဲ့နေရာထိပဲဓာတ်ချပေးရပါမယ်ဒီလိုအရန်လာပါတဲ့အာလူးစပရင်ပုံစံလေးရရှိသွားပါပြီရှင်ပိုင်းထားတဲ့အာလူးရဲ့မျက်နှာပြင်တစ်ဖက်ကိုဓာတ်နဲ့အဖြောင့်လေးဆင်ပြီးတော့နောက်တစ်ဖက်ကိုကြတော့အဆောင်လေးဆင်ပေးထားတဲ့တဘောပါရှင်စပရင်ပုံစံလေးဖော်ပြီးသားအာလူးကို air fryer နဲ့100 degree 15မိနစ်ခန့်กินပေးရပါမယ်ရှင်မင်ကတော့အာလူးကို9မိနစ်ချတစ်ခါလောက်ဟိုဘက်ဒီဖက်လန်ပေးလိုက်ပါတယ်ရှင် air fryer မရှိရင်လည်းစီနဲ့ကြော်လို့ရပါတယ်အချိန်ပြည့်သွားရင်အိမ်မှာရှိရဲ့ငရုတ်စီကိုအာလူးပေါ်မှာတုပ်ပြီးတော့100 degree နဲ့4မိနစ်ခန့်ထပ်กินပေးရပါမယ်ရှင်စီနဲ့ကြော်မယ်ဆိုလို့ရှိရင်လည်းကြော်ပြီးမှဒါအစာပလာကိုအပေါ်ကနေတုပ်ပေးပါဒီလိုမှဒါအရတာဖို့ရှိပါလိမ့်မယ်အဆက်မစားနိုင်တဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းစားနဲ့ငရုတ်ကောင်းမွန်ဖြူလိုက်ရင်ကိုတော်တော်လေးအရတာရှိပါတယ်ရှင်ဒီလိုလွယ်လွယ်ကူကူနဲ့ပဲအပြင်ပိုင်းမှာကျွတ်ရပြီးတော့အထဲမှာအီလေးဖြစ်နေတဲ့အာလူးကြော်လေးရရှိသွားပါပြီရှင်